တခါတလေမှာကျွန်တော်တို့မှတ်ဉာဏ်တွေကအကောင်းဆုံးထွက်ပြေးစရာနေရာတစ်ခုဖြစ်တယ်လို့အစိုးဆုံးကြရဲကန်တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်တကယ်လို့တင်အခုမြင်နေရတဲ့ကဘာကြီးချင်းမောင်မီနေတဲ့အခန်းချင်းလေးထဲမှာကြောက်လန့်တကြားငိုယိုနေတဲ့အတန်ကျွန်တော်တကယ်ဘာမှမမှတ်မိပါဘူးဗျာလို့အတနာခံနေပေမဲ့တစ်ဖက်ကခက်ထန်တဲ့အတန်ကတော့သူ့ကိုတက်လိုက်ကောလို့တွေးအေးအေးနဲ့အမိန်ပေးလိုက်ပါတယ်အဲ့ဒီတနတ်တန်နဲ့အတူဂျင်စော့တယောက်ချွေးတွေပြန်ပြီးလန့်နိုးလာခဲ့တယ်ဒါဟာအိမ်မက်ဆိုးတစ်ခုပဲလားဂျင်းစော့နိုးလာတဲ့အခါသူဟာမိသားစုနဲ့အတူအိမ်တစ်ကိုပြောင်းရွှေ့ကိုကားပေါ်မှာရောက်နေတာပါဘေးမှာတော့သူအမြဲအားကြရတဲ့အကိုဖြစ်သူယူစော့ကပြုံးရဲ့လူသူ့အကိုကစားတော်တယ်အားကစားတော်တယ်လူတိုင်းကချစ်ခင်ကြသူပေါ့ဒါပေမဲ့1998ခုနှစ်ရဲ့မိုးရွာနေတဲ့ညတညမှာတော့ကဘာကြီးကဇောက်ထိုးမိုးမျောဖြစ်သွားပါတယ်ဂျင်းစော့ရဲ့မက်ဆီရှေ့တင်မဲ့သူ့အကိုယူစော့ကိုလူစိမ်းတစုကကားပေါ်ဆွဲတင်ကနေပြန်ပေးဆွဲသွားဟဲ့တယ်19ရက်အကြာမှာအကိုဖြစ်သူပြန်ရောက်လာပါတယ်ဒါပေမဲ့သူဟာအရင်ကယူစော့မဟုတ်တော့တယ်လို့ပဲခြေတော့နာတာမားနေတာညဘက်တရီမှာခိုးထွက်သွားနေလူစိမ်းနေနဲ့စကားပြောနေတာမျိုးတွေကိုဂျင်းစော့ရိပ်မိလာတယ်ဒါငါ့ကိုအစီရဟုတ်ရလားဆိုတဲ့တန်တရားနဲ့နောက်ယောင်ခံလိုက်ရင်ဂျင်းစော့တွေးလိုက်ရတာကရဲစခန်းကစောင့်တောက်တွေကသူ့အကိုရှေ့မှာဒူးထောက်ပြီးစိတ်ရလူခေါ်နေတာပါပဲဂျင်းစော့ကြောက်လန့်တကြားထပ်ပြည့်တဲ့ရဲစခန်းကိုတွားတိုင်တဲ့အခါမှာတော့သူ့ဘဝတစ်ခုလုံးပြိုလဲသွားစေမဲ့စကားတစ်ခုံးကိုကြားလိုက်ရပါတယ်။မောင်ရင်အခုက1999မဟုတ်ဘူး2019ခုနှစ်မောင်ရင်အသက်က40ရှိပြီ။မှားထဲမှာမြင်ရတဲ့ကိုရုပ်သွင်းကအိုးမှတ်ဉဏ်တွေပြန်ပွင့်လာတဲ့အခါမှာတော့ဂျင်စော့ဟာတကယ်ပဲလူသက်သမားတယောက်ခဲ့ပါတယ်။ဒါပေမဲ့သူဟာရက်ဆက်လို့တတ်ထတာမဟုတ်ပါဘူး။ကားအက်ဆီဒန့်ကြောင့်တိုင်ရန်ရနေတဲ့အကိုဖြစ်သူကိုဆေးကူကိုငွေအလွန်အမင်းလိုကန်နေလို့လူသက်ခိုင်းတဲ့အလုပ်ကိုလက်ခံခဲ့ရသူပါ။ကန်ဂျမာရဲ့ဂျင်စာကတော့သူတက်ခိမိတဲ့မိသားစုထဲကတူးတဲ့တော့အသက်ရှင်ကြံရည်သူကလေးနေဟာအခုသူ့ကိုကလဲစားချေဖို့ကြူးစားနေတဲ့ယူစော့ဖြစ်နေခဲ့တာပါပဲအမှန်တရားရဲ့နာကျင်မှုဒဏ်ကိုနှစ်ယောက်လုံးမခံစားနိုင်တော့ပါဘူးယူစော့ဟာသူ့ဘဝကိုဖျက်ဆီးခဲ့သူဟာသူ့အဖေကိုယ်တိုင်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်လို့ဂျင်စော့ဟာလည်းနောင်တတဲ့နဲ့အတူတေခြင်းတရားကိုပဲရွေးချယ်သွားခဲ့ပါတယ်ချစ်ချင်းမြတ်တာကြောင့်လူတယောက်ဟာသူ့ရဲကောင်းဖြစ်လာနိုင်တယ်လို့ငရဲကားတယောက်လည်းဖျက်သွားနိုင်တယ်ဆိုတာဒီဇလန်ကသက်သေပြနေပါတယ်20နှစ်ကြာမှနိုးထလာတဲ့ဒီအမှန်တရားဟာတင်တို့ရဲ့ရင်ဘတ်ကိုရောဘလောက်ထိထိရှားစေခဲ့တယ်လဲနောက်ထပ်ဘလို့ဇကားကောင်းတွေကိုကြီးကျင်သေးလဲဆိုတာကောမန့်မှာပြောခဲ့ပါအောင်